ဒီနေ့ video လေးချက်မှာတော့ TikTok story တွေကို highlight ဘယ်လိုမျိုးတင်ရလဲလို့မေးထားလို့ဒီ video လေးနဲ့လုပ်ပြပေးသွားမှာပါ။မျိုးစုံဒီတော့ TikTok ထဲဝင်ရမယ်။အဲ့တော့ဒီ TikTok ထဲဝင်လိုက်မယ်။ဝင်ပြီးတော့ပြီဆိုရင်တကယ်ချင်းတို့ကဒီအောက်က profile လေးကိုနှိပ်ပေးပါတော့။ပြီးရင်တော့ဒီတို့ဒီအပေါ်လေး profile ပေးတာအပေါင်းလေးကိုနှိပ်ရမယ်။အဲ့တော့ဒီနှိပ်လိုက်မယ်။ပြီးပြီဆိုရင်ပေါ့နော်ဒီမှာတကယ်ချင်းတို့စိုက်တဲ့ပုံတစ်ပုံကိုရွေးပေါ့နော်ဗီဒီယိုဖြစ်ပါဖြစ်ပေါ့နော်အဲ့တော့ဒီပုံတစ်ပုံလေးကိုရွေးလိုက်မယ်ဒါဆိုရင်ဒီမှာ your story ဆိုတာရှိရပါတော့เนาะအဲ့ဒါလေးကိုနှိပ်ရမှာပေါ့เนาะအဲ့တော့ဒီနှိပ်လိုက်မယ်ဒါဆိုရင်တော့သူက story တင်လိုက်ပေါ့เนาะအဲ့ဒါလေးကိုဒီရောအရင်ဆုံးထောက်ကြည့်ရမှာပေါ့เนาะအဲ့တော့ဒီတစ်ချက်ထောက်လိုက်မယ်ဒါဆိုရင်ဒီအောက်မှာကျဲကလေးရှိတာပေါ့เนาะအဲ့ဒီကျဲလေးကိုဒီရောထောက်ပေးရမှာပါပြီးရင်တော့ဒီမှာစာရေးချင်လဲရတယ်ဒီကမရေးတော့ဘူး create ဆိုတာကိုနှိပ်လိုက်မယ်ဒါဆိုရင် view on profile ဆိုတာကိုနှိပ်ပေးပေါ့เนาะဒါဆိုရင်ဒီရဲ့ profile မှာဒီလိုလေးပေါ်လာမှာဖြစ်ပါတယ်အဲ့လိုလေးပဲပေါ့เนาะတကယ်ချင်းတို့လည်းတွားပြီးတော့ try ကြည့်ပါเนาะအဲ့တော့ဒီ video လေးကိုလည်းကြိုက်နှစ်တက်တဲ့ဆိုရင် like and follow လုပ်တာเนาะပြီးတော့ mission လေးကိုလည်း comment လေးမရေးတော့ပေးပါကျေးဇူးတင်ပါတယ်